အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တုတ္တအောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်။နေ့ပြန်6ရက်8လ2026เนาะကြာတာပရိနေကုန်စားအချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တူရင် like ဆော်လို့ရအောင်ပေါ့နော်။ကဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะဒီနေ့လေဖရီးသမားတွေနေတိုက်သမားတွေဆိုရင်လည်းเนาะဝိုင်းချင်းလေးတွေဖောက်ပြီးတော့လွဲချော်မှုလေးတွေရှိသွားပါတယ်နောက်ပြီးတော့เนาะကျွန်တော်စီမှာဗုဒ္ဓဘူးမကျော်မွေးကွက်ဖွဲ့ဝင်တွေအားလုံးလေးเนาะဒီတစ်ပတ်လွဲချော်မှုရှိသွားပါတယ်เนาะဗုဒ္ဓဘူးမကျော်မွေးကွက်မထွက်သွားပါဘူးเนาะအဲ့ဒီအတွက်เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအားလုံးကိုကျွန်တော်ကြံကြတာပလေးတောက်ကြ2ရက်အတွင်းကိုအကောင်းဆုံးเนาะထပ်မံပြီးတော့စူးစမ်းဆောင်ရွက်ပေးပါမယ်ထပ်မံပြီးတော့ကြာတာပရိတောက်ကြ2ရက်အတွင်းနဲ့မွေးရမယ်မွေးကွက်ကိုကျွန်တော်ညကိုအဖွဲ့ဝင်တွေအားလုံးကိုထပ်မံပြီးတော့ပို့ပေးပါမယ်တကယ်လို့မရောက်ခဲ့ဘူးဆိုရင်လည်းကျွန်တော်ကိုเนาะမနေ့ပြန်မနေ့မှာပြန်ပြီးတော့เนาะကြာတာပရိနေ့မနေ့မှာပြန်ပြီးတော့ဆက်သွယ်ပေးပါအခုလို့เนาะပတ်တိုင်းလွဲချော်မှုမရှိခဲ့ပါဘူးเนาะဒီတစ်ပတ်ကျွန်တော်တို့လွဲချော်မှုလေးတွေအတိမ်ဆောင်လေးတွေဖြစ်သွားပါတယ်အဲ့ဒီအတွက်ကျွန်တော်စီမာအဖွဲ့ဝင်တွေအားလုံးကိုလည်းကျွန်တော်အထူးပဲအနူးညွတ်တောင်းပန်အပ်ပါတယ်เนาะဒါလေးပြောချင်တာပါဒါကြောင့်မို့เนาะကဲ Facebook ကညီကောင်မောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မအသေးလေးတွေနဲ့เนาะဝင်းရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့မြမြင်ရင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ထားပေးပါနော်ဒါကျွန်တော်ကမှားရင်မှားတယ်မှန်ရင်မှန်တယ်ပဲเนาะအားလုံးကိုကျွန်တော်ဘက်ကနေပြီးတော့အတက်နိုင်ဆုံးအကောင်းဆုံးတော့စူးစမ်းပေးတာပဲเนาะလက်ချော်မှုရှိသွားတဲ့အတွက်နှုံညွန့်တောင်းပန်ပါတယ်ကဲမနေ့ပြန်ဂျာတာပရင်းနေကုံစားမှာနေတိုက်သမားတွေအတွက်เนาะဘိုင်နေနဲ့6ဘိုင်3ညဘိုင်3ညပတ်တီ6ပတ်တီပါเนาะကဲ3ညနဲ့ပတ်သက်တဲ့ main ကွက်ကတော့3ည1 3ည6 3ည3 3ည8ပဲဖြစ်ပါတယ်3ည1 3ည6 3ည3 3ည8ပါတေချာလေးရေးထားပေးပါဒါနေတိုက်သမားတွေအတွက်เนาะအကြိုက်ဆုံးမိန်ကွက်6နဲ့ပတ်သက်တာဆိုရင်61 96 98 93ပဲဖြစ်တယ်61 96 98 93မှာဒါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိန်ကွက်ပါကျွန်တော်ထုတ်ပေးတဲ့မိန်ကွက်ရွေးကွက်ကလေးတွေမကြိုက်လို့ကိုလုံးပိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်အားအကောင်းဆုံးဝမ်းချင်းသည်3ည9ဝမ်းချင်းဖြစ်တယ်ကြာတာပရိနေကုန်စားအဓိကပတ်တိကိုဦးစားပေးဆိုတဲ့ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးသည်အားအကောင်းဆုံးပတ်တိသည်3ညပတ်တိ9ပတ်တိအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တူရင်လိုက်ဆော့ပါကြိုက်မတူရင်မဆော့ပါနဲ့နော်စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လေဘာမှပေးစရာမလိုပါဘူးအခုလိုကြည့်ရှုပေးတာအထူးတူပဲကျေးဇူးတင်နေကြာတာပရိနေမှာအားလုံးပဲကံကောင်းကြပါစေအားလုံးပဲရကြပါစေဗျ